လက်လေးဖြစ်ပါပြီအားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့ပါမင်္ဂလာပါအမမင်္ဂလာပါညီဟုတ်ကဲ့ပါရှင်ကျွန်မအခုလိုမျိုးကျွန်မရဲ့ဖိတ်ကြားမှုကိုလက်ခံပေးတဲ့အမကိုလည်းကျေးဇူးတင်တယ်လို့အရေးဆိုပြောချင်ပါတယ်ကျွန်မ page follower လေးရောအမ page follower လေးရောအားလုံးကိုမင်္ဂလာပါလို့အရေးဆိုနှုတ်ဆက်ပါတယ်ဒီနေ့ကျွန်မရဲ့ live လေးမှာbusiness partner ဖြစ်တဲ့အမစိတ်စိမ်ညော့ပေါ့နော်အမကိုဖိတ်ခေါ်ရတာဖြစ်ပါတယ်ကျွန်မတို့ business အကြောင်းနဲ့ပတ်သက်ပြီးဘာကြောင့်လုပ်ကြတယ်လဲစီးပွားရေးမှာတွေ့တယ်လဲပေါ့နော်ဘယ်အချက်ကိုကြိုက်ဆိုလဲဆိုတော့မေကောလေးတစ်ခုနဲ့ဒီနေ့အမကိုမေးဖို့ကျွန်တော်ပြင်ဆင်ထားတာဖြစ်ပါတယ်အရေးဆိုကျွန်မတို့မိတ်ဆက်ကြမှာဖြစ်ပါတယ်ကျွန်မကခက်ခက်သေးပါမြန်မာနိုင်ငံရန်ကုန်မြို့မှာနေပြီးတော့ digital business ကိုလုပ်ကိုင်နေတဲ့ business owner နဲ့ manager ဖြစ်ပြီးတော့ကျွန်မကလေးနှစ်ယောက်မိတ်ဖြစ်ကနေပြီးတော့ digital business ကိုလုပ်ကိုင်နေတဲ့အမေတယောက်လည်းဖြစ်ပါတယ်လို့အမရေးတင်မိတ်ဆက်ပေးပါဦးရှင်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါရှင်အခုပေါ့နော်အရင်ဆုံးညီမလေးပေါ့နော်မဟုတ်ဒီ interview face ဖိတ်ပေးတဲ့အတွက်ကျေးဇူးတင်တာလေးရင်ဆုံးပြောချင်ပါတယ်ပြီးလို့ရှိရင်အားလုံးပေါ့နော်ကျွန်မကတော့စစညွတ်ဖြစ်ပါတယ်မြန်မာနိုင်ငံမွန်ပြည်နယ်ကြမြို့မြို့နေပါတော့မိသားစုနဲ့တူနေထိုင်ပြီးတော့ပေါ့နော်ဒီ digital business လုပ်ငန်းကို second account အနေနဲ့လုပ်ကိုင်ရဖြစ်ပါတယ်ဒီလုပ်ငန်းကိုလုပ်ကိုင်နေတဲ့လူတွေစိတ်ဝင်စားလူတွေကိုလည်းလက်တွဲကူညီပေးတဲ့ business mentor တယောက်ဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အမရေအခုလိုမိတ်ဆက်ပေးပြီးဆိုတော့ပေါ့နော်ကျွန်တော်တို့ business ကိုဘာကြောင့်လုပ်ခဲ့တယ်လဲဆိုတော့wine နဲ့ပေါ့နော်အရင်ဆိုပြောကြတော့မှဖြစ်ပါတယ်ဘာဖြစ်လို့ wine ကိုအရင်မေးရတယ်လဲ wine မေးဖို့လိုအပ်တယ်လဲဆိုရင်စီးပွားရေးလုပ်ငန်းရှေ့တိုင်းမှာပေါ့နော်ကိုဘာကြောင့်လုပ်ခဲ့တယ်လဲဆိုတဲ့အချက်ကလည်းအရေးကြီးတယ်ဖြစ်ပါတယ်ကိုဘာကြောင့်လုပ်ခဲ့မှမသိဘူးဆိုရင်ပေါ့နော်အရင်မြင်ချက်မရှိတဲ့မရှိဘဲနဲ့သွားနေတဲ့လူလိုဖြစ်နေတယ်ပေါ့နော်အဲကြောင့်မလို့ကျွန်မအနေနဲ့ဘာကြောင့်အမအနေနဲ့ပေါ့နော်တကယ် business ကိုလုပ်ခဲ့တယ်လဲပြီးတော့အမကဒီအမနဲ့ကျွန်မနဲ့ဒီတစ်ခါလည်းဥဆိုးဖြစ်တဲ့အတွက်အမရဲ့ background လေးပေါ့နော်မိတ်ဆက်လို့ရမယ်ဆိုရင်ဆိုမိတ်ဆက်ပေးပါဦးလို့အမမိတ်ဆက်လို့ရတယ်လားပေါ့နော်မိတ်ဆက်ပါရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အားလုံးပဲပေါ့နော်အားလုံးမင်္ဂလာပါဒီလုပ်ငန်းကိုလုပ်တဲ့အကြောင်းရင်းတွေပဲအကြောင်းမျိုးမျိုးရှိကြတယ်ပေါ့နော်တယောက်နဲ့တယောက်နဲ့ဒီ point တွေကတော့မတူတော့ဘူးပေါ့နော်ဘာလို့ဆိုလို့ရှိရင်ကျမတို့ဆိုလို့ရှိရင်ကျမကဒီ full time လောက်ကနေပြီးတော့ပေါ့နော်လာတယ်ဒီ digital business လုပ်ငန်းကို second account အနေနဲ့ပေါ့နော်လုပ်တာဖြစ်တယ်ဒီလုပ်ငန်းကိုပေါ့နော်ကျမကဘာလို့လုပ်လဲဆိုလို့ရှိရင်ကျမတို့ full time လုပ်မှာမရနိုင်တဲ့ chance တွေဒီမှာရှိတယ်ပေါ့နော် full time လုံးမှာကျွန်တော်တို့သိတဲ့ဒါမဲ့မနေ့9နာရီဆို9နာရီညနေ4နာရီပြီးလို့ရှိရင်ဘာ brand ညာ brand ဆိုဒီနေ့ပြီးမနေ့3ရက်အတွင်းပြီး5ရက်အတွင်းဒီလိုမျိုး fit ပေါ့နော်လောက်ရတဲ့ဒုက္ခတွေနဲ့စာရင်ဒီ digital business လုပ်ငန်းမှာပေါ့တကယ် time freedom ရှိတယ် time freedom ရှိတဲ့ခါကျကျွန်တော်တို့ကဒီလုပ်ငန်းကိုစပြီးတော့လေ့လာတဲ့ခါနေဆိုရင်ကိုရီးယားဒီ second ကရှာဖို့ကသူကမလွယ်ဘူးတကယ် full time လုပ်တဲ့ဖက်နဲ့ဘလို့မှပေါ့နော်ကျွန်တော်တို့ရင်ကလုပ်ခဲ့တဲ့ tuition တွေပြတယ်ပေါ့နော်ဒါအရင်ကဝင်ငွေတစ်ခုကိုထပ်ရှာကြည့်လို့ရှိရင်အချိန်တစ်ခုကိုအလူရက်နဲ့ညဘက်ကိုပဲလောက်ရတာပေါ့နော်အချိန်တိကျထားပါတော့ home သွားတယ်ဆိုလို့ရှိရင်လည်း home ပေါ့ရအောင်သွားရတယ်အဲ့ဒီမျိုးတွေအဲ့ဒီဒုက္ခတွေကိုကျွန်တော်တို့ကသိခဲ့တယ်ပေါ့နော်ကျွန်မဒီ full time လုံးမလုပ်ခင်တည်းကတကယ် past time တွေကိုလုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီချိန်လွတ်လပ်မှုမရှိတာတွေတွေ့တယ်ပေါ့ကိုယ့်ရဲ့ဦးစားပေးရမယ့်အရာတွေကကြာလာတဲ့ခါကျလို့ရှိရင်သိတာတယ်ပေါ့နော်သိတာကြတော့ဒီလုပ်ငန်းကြတော့တကယ် time freedom ရတယ်ဒီမှာဆိုကျမတို့ရဲ့ဒီအလုပ်ကိုလည်းမပြတ်ဘူးဒီလုပ်လည်းလုပ်နိုင်တယ်ဆိုတဲ့ဟာကိုသိတဲ့ခါကျတော့ပေါ့နော်ဒီလုပ်ငန်းကိုကြီးလိုက်တဲ့ခါမှာဆိုရင်ကျမကဒီဝင်ငွေတစ်ခုကိုထပ်လို့ခြင်းတဲ့ခါမှာဒီဆိုရှာတဲ့ခါကျတော့ဒီလုပ်ငန်းကိုတွေ့ခဲ့တာပေါ့နော်ဒီလုပ်ငန်းကကျတို့နဲ့ထူတိုင်းလုံးနဲ့တွဲဖက်ပြီးတော့ဒီတကယ်တမ်းကိုယ့်ရဲ့ပို့နေတဲ့အချိန်လေးတွေကိုပေါ့နော်လောက်ရတယ်ဆိုရင်ဒါလေးလုပ်လို့ရတယ်ဆိုတော့ကျမကဒီ full time လုပ်ကိုလုပ်တဲ့အချိန်မှာဘာစဖြစ်လဲဆိုရင်ပေါ့နော်ကျမတို့ဒီတက္ကသိုလ်ကနေဘွဲမရခင်မှာကျမကသင်တန်းတစ်ခုတက်ရသင်တန်းတက်မှ full time လုပ်ကိုရမှာသင်တန်းတစ်ခုတက်ရပြီးတော့မှကျမတို့အလုပ်ကြတယ်အလုပ်ရတဲ့ခါမှာဆိုလဲနေသွားတဲ့ခါမှာဆိုရင်ကျမတို့ရဲ့မိဘပေါ့ဟိုတော့ကတော့ single ဆိုတော့မိဘနဲ့ခွဲပြီးတော့ပေါ့နော်သွားရတယ်သွားတဲ့ခါကျလို့ရှိရင်ဒါနေရဲ့ဒုက္ခမိဘနဲ့ခွဲတဲ့ဒုက္ခအဲ့ဒါတွေလည်းကြုံရတယ်ပြီးလို့ရှိရင်ဒါနှစ်နည်းနည်းကြာတဲ့ခါမှာအိမ်အောင်ကြတယ်အိမ်အောင်ကြတဲ့ခါမှာသားသမီးတွေသားသမီးရတဲ့ခါမှာဆိုလို့ရှိရင်သားသမီးတွေကိုအမေစီပို့ရတယ်ပေါ့နော်ကိုယ်စီမှာထားလို့ရှိရင်ကိုသွားတဲ့နောက်လိုက်တယ်ဆိုရင်အဆင်မပြေသားသမီးကိုလည်းအကောင်လုံးဝယ်ဝယ်လုပ်ဖို့အဆင်မပြေတဲ့ခါကျတော့မိဘစီကိုသားသမီးပို့ရတဲ့ခါကျသားသမီးနဲ့ခွဲရတယ်ဒီပထမဆုံးမိဘနဲ့ခွဲတယ်ပြီးလို့ရှိရင်မိဘမောင်ပြီးသားသမီးတွေနဲ့ခွဲရဒီဒုက္ခတွေကကျမတို့ဒါ full time ရဲ့ effect တွေပေါ့နော်ဒါကြောင့်မလို့ဒီလုပ်ငန်းကြတော့အဲ့လိုမဟုတ်ဘူးသူကကိုအိမ်နေရင်းနဲ့လုပ်မှာအိမ်နေနဲ့လုံးမလားဒီချားလုံးနဲ့လုံးမလားကိုမိသားစုကိုကြည်ရှုဆောက်ရှောက်လက်တွေ့ပြီးလုံးနိုင်တယ်ပေါ့တကယ်လို့လားဒီလုပ်ငန်းကိုကျမကအစဆုံးမှလုပ်ခဲ့ဖြစ်ပဲဆိုလို့ရှိရင်
ဒီ full time လုပ်တွေကိုကျမလုပ်ပြမှာမဟုတ်ဘူးပေါ့နော်ဘာလို့ဆိုရင်ကျမတို့မိသားစုကိုကြည့်ရှုရင်းနဲ့ထောက်ရှောက်ရင်းလုံနိုင်တဲ့ဒီလုပ်ငန်းအရင်ကောင်းတယ်ပေါ့နော်ဒါကြောင့်မလို့ကျမဒီလုပ်ငန်းကိုတွေ့တဲ့အချိန်မှာကျမဒီကျမရဲ့ full time လုပ်တွေထက်ကိုအရင်အားသာချက်တွေအများကြီးရှိတယ်တကယ် time freedom ရှိတယ်ဆိုပြီးတော့ပေါ့နော်ဒါကလုံးလို့လည်းရတယ်ဆိုဒါဝင်ရောက်လေးလာရင်လည်းလို့ပေါ့နော်ဒီကျမရဲ့ကျမကအချိန်ဒီကန့်သတ်ချက်မရှိတာဘူးပေါ့နော်ဒါကြောင့်မလို့ကျမရဲ့ဒီမိသားစုကိုလည်းကြည့်လို့နိုင်တယ်second income လည်းရှာနိုင်တယ်ဒီလုပ်ငန်းကအရင်ကိုပေါ့နော်ကိုအားတဲ့ချိန်လေးမှာပဲလုပ်ရတယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျမကဒီလုပ်ငန်းကိုကိုရဲ့ဒီအလုံးနဲ့တွဲပြီးတော့ပေါ့နော်ဝင်ရောက်လောက်ကန်ခဲ့တာဖြစ်ပါတယ်ရှင်ကျမတို့လိုပဲဒီအလုပ်တစ်ခုရှိနေခဲ့မယ်ဆိုလို့ရှိရင်လည်း second income လို့ဒီနေ့တူတွေပေါ့နော်ဝင်ရောက်လေးလာတဲ့အလုပ်ငန်းတစ်ခုဖြစ်တဲ့အကြောင်းလေးလည်းပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်တယ်အမပြောတဲ့အချက်ပေါ့နော်ကျမတို့တစ်ချက်မှာကျမအကြိုက်ဆိုတစ်ချက်ကဝတ်ထားဖြစ်ပေါ့နော်ကိုအလုပ်လုပ်လာပြီဆိုရင်အလုပ်မှာအခြေပြပေးရတယ်နောက်တစ်ချက်ကအလုပ်တစ်ခုရဖို့တဲ့နောက်တဲ့တင်ညာတစ်ခုတက်ရတယ်ပြီးတော့သသမီးတွေရလာပြီဆိုရင်လည်းသသမီးတွေကိုစီမှာမထားဘဲနဲ့မိဘစီမှာသွားပို့ရတယ်ပေါ့နော်အဲ့လိုမျိုးကိုအတွက် time freedom မရှိဘူးရည်ချင်းတစ်ခုရှိမှအလုပ်လုပ်ရမယ်ဆိုတဲ့အကန့်အသတ်ချက်လေးနဲ့ပေါ့နော်ကျမတို့ပြင်မှာအလုပ်လုပ်တဲ့ချိန်ကျကျမတို့အမြဲတမ်းအလုပ်တိုင်းမှာကြိုရတယ်ပေါ့နော်ဒီကျတဲ့ business မှာကကျတော့ time freedom အပြည့်ရတယ်ဒါအပြည့်ပညာရည်ချင်းကိုကန့်သတ်ချက်မရှိဘူးကိုယ့်ဘက်ကစူးစမ်းအားထုတ်မှုနဲ့လုပ်သွားလို့ရတယ်နော်အဲ့ဒါလေးတစ်ချက်အဲ့ကျမအကြိုက်ဆုံးတစ်ချက်ပေါ့နော်ဒီစီးပွားရေးထက်မှာလည်းကျမအကြိုက်ဆုံးတစ်ချက်ဖြစ်တယ်အမပြောတဲ့ wine ထက်မှာလည်းကျမအကြိုက်ဆုံးတစ်ချက်နှစ်ချက်လေးပေါ့နော်အဲ့ဒါလေးကိုလည်းဖြစ်ပြောချင်ပါတယ်နောက်ကျမအနေနဲ့ဆိုရင်ကျမကအရင်တော့ full time အလုပ် company မှာအလုပ်လုပ်ခဲ့တဲ့သူဖြစ်တယ်တာသမီးတွေရလာတဲ့မှာဆိုရင်အလုပ်မလုပ်နိုင်တော့ဘူးဘာဖြစ်လို့ဆိုကျမမှာအမလိုမျိုးမိဖစီပုတ်ပြီးခလေးကြည့်ခဲ့မဲ့သူမိဖတွေကဆိုးပါသွားပြီဖြစ်တဲ့အတွက်ကျမကြည့်ရတယ်ကြည့်တဲ့အချိန်မှာဆိုရင်ကျမကအလုံးမလုံးနိုင်တော့ဘူးအဲ့ဆိုမျိုးသားရဲ့ဝင်လာတဲ့တစ်ခုနဲ့ကျမတို့ကြာကြီးရက်တီလာခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုလိုမျိုးခင်မကောက်တဲ့အချိန်မှာဆိုရင်အဲ့လမ်းကြောင်းတစ်ခုနဲ့ကျမတို့ရက်တီကိုလိုဝကိုပြတာဖြစ်တယ်အဲ့ကြောင့်ဒီမှာလည်းတစ်ဖက်လာကခလေးကြည့်နေလို့လို့ရပါအလုပ်ကိုဆိုင်ရင်းနဲ့ဒီကျတဲ့ business ကိုရွေးချယ်လုပ်ကိုင်ဖြစ်သွားတဲ့တစ်ချက်ပေါ့နော်အဲ့ဒါလေးဟိုကျမနေကျမပါချတဲ့ကျတဲ့ business ကိုလုပ်ကိုင်တယ်ဆိုတဲ့ file လေးကိုပြောပြချင်ပါတယ်နောက်တစ်ချက်နေပြန်ပေါ့နော်အမစီးပွားရေးကိုဘယ်မှာတွေ့ခဲ့လဲကျမဆိုရင်ပေါ့နော်ကျမနေနေစီးပွားရေးကိုကြတော့ online စီးပွားရေးတဲ့အတွက်ကျမ social media တို့ရင်းနဲ့ Facebook မှာတွေ့ခဲ့တယ်ပေါ့နော်အမအနေနဲ့ရောဘယ်မှာတွေ့ခဲ့လဲတွေ့တဲ့ချိန်တို့ကဆိုအမဒီစီးပွားရေးတကယ်ရောဟုတ်ရလားဆိုတကယ်ဆိုဝင်ခဲ့ပူတလားဆိုတဲ့အားလေးကိုအနေငယ်မျှဝေပေးပါဦးရှင်အမကျေးဇူးတင်ပါတယ်ဒါလေးပေါ့နော်ဒီစရရရှိလာတဲ့ချက်လေးကိုပေါ့နော် share လုပ်ရမှာဆိုလို့ရှိရင်အမှန်တကယ်တော့ဒီ digital business လုပ်ငန်းကိုအခုပေါ့နော်ညီမပြောသလိုပဲမတို့လည်း Facebook သုံးရင်းနဲ့ပေါ့နော် social media မှာ Facebook ပေါ်မှာတွေ့တယ်ပေါ့ပြီးလို့ရှိရင်တို့ interview တွေလုပ်နေတဲ့ဒီเจ้าတွေပြောနေတယ်အခုเจ้าတို့ပြောသလိုပဲเจ้าတို့လာပြန်ပြောတယ်ဘာတွေပြောနေတာလဲနားမလဲဘူးအဲ့လိုပဲเจ้าတို့ဖြစ်ခဲ့တယ်ဘာเจ้าတွေပြောနေလဲနားမလဲဘူးဆိုတာဖြစ်တယ်เจ้าတို့ဖြစ်အဲ့လိုမျိုးပေါ့အဲ့ချိန်မှာဆိုကျွန်မကနားမလဲတဲ့ခါကျတော့ပထမပေါ့နော်အဲ့ဒီအမကိုတော့အခုချိန်မှာပြန်ပြီးတော့မစုံပေါ့နော်ညီမပါပဲငယ်တယ်သူကသူ့ကိုပေါ့နော်မေးလိုက်တဲ့ခါကျတော့ email နဲ့အမိနဲ့ email ထည့်ပြီးတော့လေ့လာလို့ရတယ်ဆိုတော့ခါကျတော့အမအဲ့ဒီချိန်မှာပထမဆုံးပေါ့ register လုပ်မိတယ်လုပ်တဲ့ခါကျ तू ကမှတ်မှတ်ရ USA ကပေါ့နော် USA ကဆိုတော့အဲ့ဒီကနေပြီးတော့ register လုပ်တဲ့ခါကျမသူ့ကို email တွေဝင်နေပါတယ်ဒါပေမဲ့လို့မတို့မှအားလက်ချက်တစ်ခုရှိတာကမကခရီးထွက်နေတာသွားနေတယ်ပေါ့နော်တနေရာပြည့်တနေရာသွားနေတဲ့ခါကျတော့internet ကရတဲ့နေရာမှာရတယ်မရတဲ့ခါမှာမရအဲ့လိုမျိုးနဲ့ပေါ့နော်ဒီ digital business လုပ်ငန်းကလည်းတရားရခိုင်တော့ online ကလုပ်ရတာ internet ကောင်းမှဖြစ်တာပေါ့နော်တကယ်တမ်းကျတော့အဲ့လိုဈားထဲမှာမကလည်းချိန်ုံကအဲ့ဒီချိန်ကမိဘတွေရှိသေးတယ်ရောက်ခမကြီးလည်းရှိတယ်ပေါ့နော်အဲ့ချိန်မှာလူကြီးတွေကိုလည်းကြည့်နေရတယ်ကိုယ့်အလုပ်ကလည်းတစ်ဖက်ဖြစ်နေတဲ့ခါကျတော့ဒီလုပ်ငန်းကိုသိချာမလေးလာဖြစ်ဘူး register လုပ်လိုက်တယ်ဒါပေမဲ့လို့မလေးလာဖြစ်ဘူးပြီးလို့ရှိရင်အဲ့ဒီကနေပြီးတော့email တွေဝင်တာကိုလည်းသိချာမဖတ်နိုင်ဘူးပေါ့နော်အဲ့ဒါမှဟိုတန်တရားလည်းရှိတယ်ဘလို့တန်တရားရှိတယ်ဆိုဒီလုပ်ငန်းကြီးကသိချာပါမလားဒါကြီးကတော့တကယ်ဟိုဟာဖြစ်မလားပေါ့နော်အမှန်ကန်ဖြစ်ပါမလားတကယ် real ဒီ real person ဖြစ်လားမဖြစ်လားဆိုတော့လည်းမသိဘူးပေါ့နော်သူကလည်းနိုင်ငံခြားကနေပြီးတော့လောက်တာဆိုတော့အဲ့လိုမျိုးနဲ့တန်တရားတစ်ဖက်နဲ့ပေါ့နော်အဲ့ဒီမှာ register သွင်းပြီးတော့ဘာမှဆက်ပြီးတော့မလုပ်ဖြစ်တော့ပဲနဲ့ဒီတိုင်းပဲနေ့လည်းမလေးလာဖြစ်လိုက်ဘူးပေါ့နော်အဲ့ဒီကနေပြီးတော့မှရက်သွားတော့ဒီလိုမျိုးပဲကိုယ့်ရဲ့အလုပ်တစ်ဖက်နဲ့ full time အလုပ်တစ်ဖက်နဲ့သွားတယ်ခရီးတွေထွက်နေတဲ့အနေတွေသွားနေအဲ့လိုမျိုးပဲဖြစ်ပြီးတော့နောက်ဆုံးကျတော့ဘယ်မှာပြန်တွေ့တယ်ဒီ Facebook ပေါ်မှာပဲတွေ့တော့ခါကျတော့ကိုယ်တငယ်ချင်းတွေကလုံနေပြီကိုကအရင်တွေ့တဲ့လူကမလုံဘူးကိုယ်တငယ်ချင်းတွေကလုံပြီးတော့ခါကျမှဟဲ့ဒီလုံးရောငါတော့တွေ့ထားဘူးတာပဲဒါပေမဲ့ငါမလုံခဲ့ဘူးပေါ့နော်ငါ resign လုပ်ပြီးတော့နင်တို့ကဘလို့လုံဖြစ်သွားလဲဆိုတော့အဲ့ဒီမှာပေါ့နော်
သွားပြီးတော့မေးကြည့်လိုက်တယ်ပေါ့နော်မေးလိုက်တယ်မေးတဲ့ခါကျတော့အော်အမရေးတဲ့လှုပ်ချင်တယ်ဆိုလည်းလေးလာပေါ့တဲ့ကျမတို့လည်းဒီဘက်လေးလာပြီးလှုပ်ခဲ့တာပေါ့ဆိုအော်ဒီလိုမျိုးပဲလွယ်လွယ်ကူကူလေးနာမည်နဲ့ email လေးထည့်ပြီးတော့ပေါ့နော်ကျမတို့ဒီ first step ကိုတော့လုပ်ကြတယ်ပေါ့နော်ဒီ second step ကိုမသွားဘူးမသွားတဲ့အခါကျသေချာမသိဘူးပေါ့နော်သေချာမသိတဲ့ခါကျတန်တရာတွေနဲ့ဟို149သွင်းရမယ်ဆိုတဲ့ချိန်ကျတော့အဲ့ဒီဟာကိုလန့်ပြီးတော့မသွင်းကြဘူးပေါ့နော်ကျမကိုချင်းစားတယ်ဒီလိုမျိုးဒီနေရာမှာပဲရက်ပြီးတော့နောက်ဆုံးခဲ့တယ်ကျမဒီလောက်ကိုနောက်ကျသွားတယ်ပေါ့နော်အဲ့လိုမျိုးနောက်ကျသွားမဟုတ်ဘူးဒီဘယ်လိုပြောမလဲသိတာဒါမသိလိုက်ပဲပေါ့မလေးလာလိုက်ရပဲနဲ့ပထမတစ်ယောက်မှာ register ကပြီးသွားတယ်ပေါ့နော်ဒါပေမဲ့ဒီတစ်ခါကျတော့ second stage ကိုရအောင်သွားမယ်ဆိုတော့မှကျမ149သွင်းပြီးတော့မှလေးလာလိုက်တယ်အဲ့ဒီချိန်မှာကျမတို့က149သွင်းတာနဲ့မသွင်းတာနဲ့ဘာကွာလဲဆိုတာကိုသိလာတယ်သွင်းလိုက်တဲ့ခါကျမှကျမတို့ကဘယ်ကုမ္ပဏီနဲ့လက်တွဲနေတာလဲဘယ်နှခုကဘယ်လိုအင်ကန်တွေကဘယ်လိုရနေကြတယ်လဲသူများတွေကရောဘယ်လိုလုံးနေကြလဲဘယ်လိုအောင်မြင်နေကြလဲဒါတွေကိုဒီ second stage မှာဟောတော့ဒုတိယအဆင့်ကို149သွင်းလိုက်တော့မှကျမတို့ကသေချာသိရတာကိုကျမတို့အဲ့လိုမှသိတာဒီ second stage ကိုမလာဘဲနဲ့ first stage မှာပဲအမိနဲ့ email တွေသွင်းပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်ဦးလေနဲ့ပြန်ထွက်သွားတယ်ပေါ့ကျမတို့ပထမတစ်ချိန်တုန်းကလိုမျိုးပဲဖြစ်သွားမှာတော့ဒါပေမဲ့ကျမက second step ကိုဝင်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ဘာမှကိုကျမအကြာကြီးမနေတော့ဘူးအဲ့ဒီပဲ refund တွေလည်းပြန်ထုတ်စရာမလိုအောင်ကျမတခါတည်းပဲ investment ထည့်လိုက်ပြီးတော့တခါတည်း investment ဟောနော်ဒီတော့ယူလိုက်တယ်ပေါ့နော်အဲ့လိုမျိုးလုံးဖြစ်သွားတယ်ဒါကိုကျွန်မပြောချင်တာကဘာလဲဆိုလို့ချင်းကြတွေ့တာတော့ social media မှာတွေ့တာပဲကိုယ်တိုင်အသေးချာမလေးလာမိလို့ပထမချိန်မှာကျွန်မကမဖြစ်လိုက်ဘူးပေါ့နော်မလုပ်ဖြစ်လိုက်မရင်းနှီးလိုက်ဘူးဒါကြောင့်မလို့ဒုတိယချိန်မှာကျွန်မကတည်ချာနေပေါ့နော်ဝင်ရောက်လေးလာဖြစ်သွားတယ်140ကိုတွင်ပြီးတော့မှတေချာလေးလာပြီးတော့ကျွန်မအချိန်တောင်မှမရွေးဘဲနဲ့ချက်ချင်းပဲ investment လုပ်ဖြစ်သွားတယ်ဒါကကိုယ့်ရဲ့ဟောတန်တရားဖြစ်နေလို့ရှိရင်တော့မလုပ်ဖြစ်ဘူးဒီ social media ပေါ်မှာယုံရပါမလားဆိုတဲ့တန်တရားကြီးနဲ့ဆိုရင်တော့လည်းလုပ်ဖြစ်ဖို့ဒါတော့ပြောချင်တာကတော့ကျွန်တော်တို့ရဲ့ social ဒီ digital business လုပ်ငန်းဟာဆိုလို့ရှိရင်တရားရန်ကန်တော့ online မှာလုပ်ရပြီမယ်လို့တကယ် real person နေနော်လုပ်နေတယ်ဆိုတဲ့ဟာကိုသိသိချင်းနဲ့တကယ်မှန်ကန်နေဆိုတဲ့ဟိုလည်းချပြတယ်တကယ်တော့ခုကျတို့ကတရဝင်ပေါ့နော်ဒါကခြားနိုင်ငံတွေမှာဆိုလို့ရှိရင်ပြောတဲ့နိုင်ငံကြီးတွေမှာဒီလို့ပြောမယ်အခွန်ဆောင်ရတယ်ပေါ့နော်အခွန်ဆောင်ပြီးလုပ်ရတဲ့လုပ်ငန်းတကယ်တရားဝင်လုပ်ငန်းဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုအထက်ကပြောချင်တယ်တန်တရားဖြစ်စရာကျမတို့လူမျိုးတန်တရားဖြစ်ခဲ့လို့ပေါ့နော်ကျမတို့ကသိချာမလေးလာလို့တန်တရားဖြစ်ခဲ့တာဒီကောင်တို့မကြောက်ပါနဲ့149နဲ့လေးလာလိုက်ပါပေါ့နော်149သူမီလေးလာခါမှာသိချာသိရတဲ့ခါမှာဆိုဒီလုပ်ငန်းကအောင်မြင်တယ်ဘလို့အောင်မြင်နေလဲကျမတို့ဒီ food line လုပ်တွေလုပ်ရက်နဲ့ကိုဒီလုပ်ငန်းကိုအားတဲ့ချိန်တွေမှာလုပ်ရင်နဲ့ကိုပေါ့နော်ကျမတို့ကဒီလုပ်ငန်းကိုလုပ်သွားလို့ရတဲ့အတွက်ကြောင့်မလို့ဘယ်လိုပြောမလဲချားပေါ့နော်ဒီနေ့ဒီရက်မှာပြီးလောက်ရမယ်ဒါကိုပြီးအောင်လုပ်ရမယ်ဆိုတော့ဒီလိုကန့်သတ်ချက်တွေမရှိတဲ့ကြောင့်မလို့လူကလည်းပေါ့ပါနဲ့လုပ်နိုင်တယ်ဒီလုပ်ငန်းကိုလုံးဝတန်တရားရှိစရာမလိုဘူးအောင်မြင်တဲ့လမ်းကြောင်းကလည်းလူတွေကဒီတိုင်းသွားတယ်အောင်မြင်ပြီးတဲ့လူတွေသွားတဲ့လမ်းကြောင်းတွေကျမတို့အနောက်ကနေသွားရုံပဲပြီးလို့ရှိရင်ကျမတို့ဒီလုပ်ငန်းမှာကောင်းတဲ့ချက်ကတော့ဒီ course mentor ရှိတယ်ဒီ course ကိုမိ course mentor ကိုမိပြီးလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်အခုမတို့လို့business partner တွေပေါ့နော် business partner ချင်းတွေကလည်းတယောက်လက်တွဲကူညီတယ်တကယ်ကောင်းတယ်ကျမပြောတဲ့ second family ကြီးတွေကိုရောက်သွားပြီးတော့ပေါ့နော်ဒီလုပ်ငန်းလုပ်တာကောင်းတယ်ဆိုတာလုံးဝသိတယ်မလုပ်ခင်တန်တရားတွေနဲ့ပေါ့ကျမတို့ကထိုင်နေခဲ့ကြတာတန်တရားတွေမဖြစ်နိုင်မှာထုတ်ပါမလားမသိဘူးနေဦးသူလားလုံးနေပြီးကြည့်ထောက်ကြည့်လိုက်ဦးမယ်ဖြစ်ပါမလားအဲ့ဒီလိုမျိုးအတွေးတွေနဲ့ပေါ့နော်အနာကိုကြံ့ကြာနေမဲ့စာကိုတိုင်ဝင်ရောက်လေ့လာဖို့ဒီကနေပြီးတော့ဖိတ်ခေါ်ချင်ပါတယ်လုံးဝပေါ့နော်ဟိုတကယ်တန်တရားရှိစရာမလိုဘူးဆိုတဲ့အကြောင်းပြောချင်တယ်ကျမတို့လည်းဒီလိုမျိုးတန်တရားရှိလို့ဒီလိုမျိုးပေါ့နော်တယောက်ကနေတော့ register လုပ်ပြီးနောက်တစ်ယောက်ကြမှာပဲကျမတို့ကဒီလိုလုပ်ဖြစ်တယ်ဒါကိုလည်းကိုချင်းစတတ်တယ်ကိုတိုင်ကြုံတဲ့အတွက်ကြောင့်မလို့ကိုချင်းစတာဖြစ်တယ်ပေါ့နော်အဲ့ကြောင့်ခါကျတော့ဒီလုပ်ငန်းကိုတန်တရားလုံးဝရှိစရာမလိုပဲတကယ် real person တွေလုပ်နေတယ်ဆိုတဲ့အကြောင်းကိုသိရအောင်149တွေးပြီးတော့တစ်ချက်ဝင်ရောက်လေးလာလိုက်ပါဒါကြောင့်မလို့ဒီလုပ်ငန်းမှာဆိုလို့ရှိရင်ကျမတို့အတွက်နောက်ထပ်ကောင်းတဲ့ချက်တွေအများကြီးကိုတွေးပါဖြစ်တယ်ဒီလုပ်ငန်းရဲ့အားသာချက်တွေအများကြီးရှိသေးတယ်ဆိုတဲ့အကြောင်းလေးကိုလည်းပြောချင်ပါတယ်ဒါကိုပေါ့နော်ဒီနေရာကနေပြီးတော့ရှင်တို့အတွင်းနဲ့ဖိတ်ပေးတယ်ငါ့ကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ညီမနောက်ထပ်ဗာများမေးပါဦးမလဲဆက်ပြပါဦးညီမလေးရဲ့ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့နောက်တစ်ချက်အနေနဲ့ဆိုရင်ပေါ့နော်ဒီ business ကိုလုပ်ရင်းနဲ့ပေါ့နော်စီးပွားရေးတက်မှာအကြိုက်ဆိုတစ်ချက်လေးကိုကျမတို့ရဲ့ follower လေးပေါ့နော်နောက်ကြည့်မဲ့ follower လေးရောအခုကြည့်နေတဲ့ follower လေးရောဘယ်အချက်ကြိုက်ဆိုလဲအမကြိုက်ဆိုတစ်ချက်လေးကိုမျှဝေပေးပါဦးဟုတ်တယ်အဲ့ဒီချက်ကအကောင်းဆုံးပဲပေါ့နော်ဒီမေးခွန်းလေးကိုကြိုက်တယ်အားလုံးနဲ့ဒီမေးခွန်းကိုဖြည့်တင်တယ်ပေါ့နော်လူတွေလှုပ်တဲ့ချိန်မှာဆိုလို့ရှိရင်တယောက်နဲ့အကြိုက်ချင်းမတူဘူးအဲ့ဒီချိန်မှာပေါ့နော်အကြိုက်ဒီချိန်ကတော့ကိုကနေလိမ့်မယ်လို့ထင်ပါတယ်ကျမကျတော့ဘာကိုသဘောကျလဲဆိုရင်တကယ် Thai freedom ကိုသဘောကျပထမဆုံးစဝင်တဲ့ချိန်မှာ Thai freedom ကိုပဲကျမတို့ကတကယ် fit ကလာတယ် food time လောက်ကလာတယ်ဆိုကြမလို့လွတ်လပ်တဲ့ချိန်ကိုလောက်ရတာကိုအရင်သဘောကျတယ်ပြီးလို့ရှိရင်
ကျမဘာလို့လဲရှင်ပြောကြဆိုကျမတို့ကအင်တာနက်မကောင်းဘူးနေတွေသွားနေတယ်ဒါမှမလို့ဒီအင်တာနက်ကောင်းတဲ့ချိန်မှာဆိုရင်ညပဲဖြစ်ဖြစ်နေ့ပဲဖြစ်လုံးနိုင်တယ်ဒီလုပ်ငန်းကိုအရင်သဘောကျတယ်အဲ့မှာကျမသဘောကျတဲ့ခဲ့တာပေါ့နော်ကျမဆိုလို့ရှိရင်နေ့ဘက်မှာကြလို့ရှိရင်ခရီးသွားနေရတဲ့အလုပ်တွေလုပ်နေရတဲ့အဆင်မပြေတော့ညဘက်မှာကျမတို့ကအားလက်ချိန်ရတယ်အဲ့ဒီအားလက်ချိန်ကညဘက်မှာအဆင်ပြေတယ်ပေါ့နော်တိတ်ဆိတ်လုပ်လို့ရတယ်ဆိုတော့ဒီလုပ်ငန်းကိုလုပ်ကြည့်ပဲပေါ့ဆိုတော့ခုသက်တူပါပဲကျမဆိုလို့ရှိရင်ဒီလိုနေ့ဘက်တွေကတိတ်ပြီးတော့အဆင်ပြေတာမရှိဘူးပေါ့နော်ကျမညဘက်တွေပဲများတာများတွေ့တယ်ပေါ့တွေ့ရမယ်ကျမရဲ့ live တွေဆိုညဘက်ပဲများတာပေါ့နော်အဲ့ဒါခါကျတော့ဒီလိုမျိုးညကြီးအချိန်မတော်ညဘက်ကောင်လွယ်မှလောက်ရတဲ့စီးပွားရေးလုပ်ငန်းဆိုတာဘယ်မှမရှိဘူးဒီပြောတော့ဘယ်မှလုပ်လို့မရအောင်ညတရေတို့ထားလုပ်လို့ရတဲ့စီးပွားရေးဘယ်မှမရှိဘူးပေါ့နော်ဒီလုပ်ငန်းကတရေတို့လုပ်လို့ရတဲ့စီးပွားရေးဖြစ်တယ်အဲ့ဒါအရင်သဘောကျတဲ့အချက်တစ်ချက်ပထမဆုံးသဘောကျခဲ့တာပေါ့ဒီထက်မှာအားသာချက်တွေကောင်းတဲ့ချက်တွေအများကြီးခြားသဘောကျတာတွေအများကြီးရှိတယ်ပေါ့နော်တေချာဝင်ရောက်လေးတာကမှကျွန်မဒီလုပ်ငန်းကအမှန်အကြိုက်တော့ညမေးတို့လိုပဲအကြိုက်တော့ကတော့ time freedom ကြိုက်တယ်ပြီးလို့ချင်းfinancial freedom ရှိတယ်ပေါ့နော်ငွေကြေးလွတ်မြောက်မှုလည်းရှိနိုင်တယ်ဒါလေးကလည်းကျမတို့ကမဖြစ်မနေစီးပွားရေးလုပ်တဲ့ခါကျတော့ဒီစီးပွားရေးကိုလည်းသဘောကျတာပေါ့နော်ပထမတော့ကတော့ပထမကြိုက်ခဲ့တာတော့ time freedom ကိုပေါ့နော်ဒုတိယအနေနဲ့ဆိုလို့ရှိရင်ဒီငွေကြေးလွတ်မြောက်တာကိုသဘောကျတယ်ကျမတို့ကဟိုလာကစားပေါ့နော်ပြောမယ်ဆိုရင်တလားတစ်ခါဟာပြလို့ရှိရင်လောက်သက်ပြေးမှအသက်ပြည့်မှရမယ်ပြင်ဆင်ကိုမျှော်ကိုပြီးတော့လောက်ကြတာပေါ့နော်အဲ့ဒါခါကျတော့အဲ့ဒီလောက်မှန်ကြတော့လောက်သက်ပြည့်စားလည်းမလိုဘူးအသက်ပြည့်စားလည်းမလိုပဲနဲ့လုံနိုင်ရင်လုံနိုင်တယ်လို့3နှစ်လား5နှစ်လား10နှစ်လားကိုစူးစမ်းရင်စူးစမ်းတယ်လို့ပြင်ဆင် brand ကအစိုးရနိုင်တယ်ဒီဟာကကောင်းတယ်ပေါ့နော်ဒီချက်ကလည်းကျမတို့တို့တကယ်လက်လွတ်စရာမရှိတဲ့တကယ်ကြိုက်တဲ့ချက်တစ်ချက်ပါပါတယ်အဲ့ဒါကကျမတို့လိုဖူတိုင်းလုပ်တွေမှာအသက်ပြည့်အောင်စောင့်နေမဲ့စားလုံသက်ပြည့်အောင်စောင့်နေမဲ့စားဒီလုပ်ငန်းကိုလုပ်လိုက်တယ်ဆိုလို့ရှိရင်ကျမတို့ကနှစ်တူတွင်းမှာbasic brand ခံစားခွင့်နဲ့ရှိသေးတယ်ပေါ့နော်ဒါလည်းသဘောကျတယ်ပြီးလို့ရှိရင်တော့ကျမပြောသလိုကျမတို့လုပ်ငန်းလုပ်မယ်ကျမတို့သားသမီးတွေကိုအမွေပေါ့နော်ကိုယ်လုပ်ငန်းကိုဆရာဝန်ဆိုလဲဆရာဝန်ဖြစ်စေချင်တယ်ပေါ့ဆရာမဆိုလဲဆရာမလုပ်စေချင်တယ်ဆိုရင်ဒီသားသမီးကပညာတက်ပြီးတဲ့ပြင်ကိုသင်တန်းတက်ရအောင်မယ်အချိန်တစ်ခုကိုသူကပေးရအောင်ဒါမိဘကနေပြီးတော့ lesson ကမ်းပြမဲ့မိဘလုပ်ငန်းဆိုရင်တော့မှာပေါ့ပြောပြဒီလုပ်ငန်းကြတော့အဲ့လိုမဟုတ်ဘူးဒီလုပ်ငန်းဆိုလို့ရှိရင်ကိုရောက်နေတဲ့နေရာကနေပြီးတော့သားသမီးက session နဲ့ပြည့်သွားပြီစင်ကြပြောပြီးပွဲရတာလည်းမလိုဘူးခြားတင်တယ်လည်းပြန်တက်ဆရာမလို့ပဲနဲ့ကိုလုပ်ငန်းကိုလုပ်တယ်လို့မလေ့လာပြီးတော့ပြန်လက်စိတ်ကန်လိုက်မယ်ဆိုရင်ကိုရောက်နေတဲ့နေရာကနေကို level ကနေပြန်ပေးလို့ရတဲ့အမှုဆိုတာဘယ်မှမရှိဘူးမတို့အဲ့ဒါလည်းသဘောကျတဲ့အချက်တွေမှာပါတယ်ပေါ့နော်အမှန်ကောင်းမွန်တဲ့ချက်တွေပေါ့နော်ပေးစင်လည်းရှိတယ်လက်တွဲလို့ရတယ်ပေါ့တော့ဒီသားသမီးကိုအမွေဆက်ခံမှုပေးလို့ရတယ်ဒါလည်းအရန်ကောင်းတော့ပြီးလို့ရှိရင်မတို့ဒီစီးပွားရေးလုပ်တယ်ဆိုလည်းပေါ့နော်ဆက်စားတယ်မှာပေါ့နော်ဒါကပြန်ပြောမယ်ဆိုရင်အစားတယ်မှာမလုပ်မယ်ဆိုရင်ဒီစီးပွားရေးကမတို့ပြောသလိုမျိုး online ပေါ်မှာတရားရခံလို့တဲ့ခါကျတော့ဆိုင်ငန်းတွေမလို့လူခေါ်ကြတယ်မလို့ပေါ့နော်လူစေးရောင်းကြမလို့ပစ္စည်းတွေဝယ်လိုက်ရောင်းလိုက်တိုးလောင်လိုက်လုပ်ကြမလို့အဲ့ဒီဂျာကြီးလည်းအများကြီးသက်သာလေးရပေါ့နော်ဒါကပို့ဆောင်ပြီးပြောချင်တာပါဒါတွေကြတော့ကောင်းတဲ့ချက်တွေမှာပါတယ်အကြိုက်ဆုံးထဲမှာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လို့ဒီဟာတွေကလည်းကိုယ်အထောက်ပံ့ဖြစ်တယ်တကယ်သက်သာရှိစေတယ်ပေါ့နော်ဒီလုပ်ငန်းရဲ့ဘာလဲဘယ်လိုပြောမလဲအားသာချက်တွေပေါ့အားသာချက်တွေပါကျမတို့ကဒီလုပ်ငန်းကိုအခုလုပ်ချင်တဲ့ချိန်မှာအားလက်ချိန်မှာထားပြီးလုပ်မယ်ကိုယ့်ရဲ့အားလက်ချိန်ကိုငွေရအောင်အကျိုးရှိဖန်တီးသူဖြစ်ဒါကိုကျမတို့ကဒီလိုမျိုး live interview တွေလုပ်တဲ့အခါမှာဆိုလို့လည်းပြောသလိုကိုယ့်ရဲ့ business ကြောင့်ညာတွေပါ business ကြောင့်တွေကိုပြောတဲ့အခါမှာလည်းပြောတတ်ပါတယ်အားလုံးလည်းဒါကိုဟောနော် sharing လုပ်ပေးနေကြတယ်ကျမစီမှာအများအပြည့်ပေါ့နော်မိတာကတော့ဘာကြီးလုံးနေတာလဲဘာပြောတာလဲနားမလည်ဘူးဆိုတဲ့လူကများတယ်ဘာလို့သူတို့ကသေချာမလေးလာတဲ့အတွက်ဒါကိုနားမလည်တာဖြစ်တယ်ပေါ့ကျမတို့ရဲ့အကြိုက်ဆုံးကတကယ် time freedom မှာကျမတို့လုပ်ချင်တဲ့အချိန်မှာထားလုပ်လို့နိုင်တဲ့လုပ်ငန်းဒီလုပ်ငန်းမျိုးကိုဘယ်မှာရှာမြဲအတွက်အကြိုက်ဆုံးဖြစ်တယ်ပြီးမှကျမတို့ကဒီ basic brand တို့ဟိုအမွေလွှဲတာတို့ကြတော့ဒါတွေကြတော့နောက်ကဆက်လာတယ်ကျမတို့ကမလို့ချင်ဘူးဆိုလို့ရှိရင်ရှိနေတယ်ဒါကဖြစ်လာမဲ့အကြောင်းအရာတွေနောက်ဆက်တွဲတွေပေါ့နော်ဒါလေးကိုကျမက sharing လုပ်ပြီးပြောချင်ပါတယ်အဲ့တော့ဒီလုပ်ငန်းကိုကျမတို့လိုမျိုးပေါ့နော်သဘောကျတယ်လောက်ကကျင်တယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ website ဒီမှာအမည်နဲ့ email ထည့်ပြီးတော့ဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ဒီ interview ဖိတ်တဲ့ညီမကိုလည်းကျေးဇူးတင်ပါတယ်ပါကျေးဇူးတင်ပါတယ်ဟုတ်တယ်အမပေါ့နော်အချိန်မအားရကြတဲ့ရလဲကျမရဲ့ like ကိုဝယ်ရောက်အားဖြစ်ပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်တယ်ကျမကြိုက်ဆုံးချက်ဆိုရင်အမပြောသလိုတိုက်ဖီးတာပေါ့နော်တိုက်ဖီးတာဆိုပထမဆုံးကြိုက်ဆုံးချက်ဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ဆိုရင်ကျမတို့ကအသက်ရကြီးလာလို့ပေါ့နော်အပြင်မှာအလုပ်ကုမ္ပဏီအလုပ်ဖြစ်ရိုးလို့ဖြစ်သွားရှောက်မယ်ဆိုရင်အသက်ကတက်ချက်နဲ့ကျမတို့ကအလုပ်လုပ်ဆင်မပြေကြတဲ့အရွယ်တွေဖြစ်နေပြီဒီထဲမှာဆိုရင်အသက်ရကတက်ချက်မရှိဘူးအသက်16နှစ်ပြည့်ပြီးတော့ဒီတိုင်းလုပ်လို့ရတယ်အဲ့ကျတော့မလှလို့ရုပ်ဆိုးနေလို့အသက်ကြီးနေလို့ဆိုဘာကတက်ချက်မှမရှိဘဲနဲ့လုပ်လို့ရတယ်စီပွားရေးတစ်ခုဖြစ်တယ်ဒီချက်နဲ့မှမထားဘူးပြီးတော့နောက်ဆုံးချက်ကျမအကြိုက်ဆုံးချက်ဆိုရင်ကျမတို့လိမ့်လာသိယူနိုင်
အခွင့်အလမ်းတွေဒီထက်မှအများကြီးရှိတယ်ကျမတို့လို့ဆိုရင်အသက်ကြီးလို့ခင်မမီတော့ဘူးတွေဘာမှမရှိဘူးပေါ့နော်ကျမတို့ဒီထက်အကိုလိုလေးလာတည်ယူလို့ရတယ်အင်္ဂလိပ်စာလားကျန်တဲ့ mindset ပန်းလား video editing လားအကိုလိုလေးဒီထက်မှ all in one program နဲ့လေးလာတည်ယူလို့ရတဲ့အချက်ကိုကျမတော့ကြိုက်တယ်တိုင်းဖိနာပြီးဒါဟုတ်ကြိုက်တယ်ပေါ့နော်ဒီနေ့ချက်ကိုအကြိုက်ဆုံးဖြစ်ပါတယ်အခုလိုမျိုးကျမကိုမအားရကြတဲ့အချိန်ပေးတဲ့အမကိုလည်းကျေးဇူးတင်ပါတယ်ကျမတို့ like လေးရကြတော့အခြေတော့သိမယူပါဘူးအမတအားကြီးအားနာပါတယ်လေကျေးဇူးလည်းအထူးတင်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျမတို့ like လေးဆုတ်တက်မှာဖြစ်ပါတယ်အမဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်